အားလုံးပဲမင်္ဂလာပါ football တက်ပိုင်း agent နေပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီ page လေးကတော့ကျွန်တော်ပထမဆုံးဖွင့်ခဲ့တဲ့ page လေးပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့အနေနဲ့ကျွန်တော်တို့စနေနေ့လူနေမျိုးမှာတော့ကျွန်တော်အကောင်းဆုံးဖြစ်မဲ့ညီကိုတွေအတွက်အကောင်းဆုံးဖြစ်မဲ့အသင်း၄သင်းကျွန်တော်ရွေးပေးထားပါတယ်ဒါကတော့ Premier League က2သင်းပါမယ်ကျွန်တော်တို့ Bundesliga German Bundesliga တစ်သင်းပါမယ်ကျွန်တော်တို့ Italy အသင်းကကျွန်တော်တို့တစ်ပွဲပါမယ်ပေါ့နော်ကျွန်တော်ပထမဆုံးအနေနဲ့8နိုင်ခွဲမှာကန်မဲ့ကျွန်တော်မွန်စာနဲ့ပါမပွဲလေးကျွန်တော်ပထမဆုံးပြောပြခြင်းပါတယ်ဒီပွဲလေးအနေနဲ့ကျွန်တော်မွန်စာကတော့အဆင့်အောက်ဆုံးမှာဖြစ်ပြီးတော့ကျွန်တော်ပါမအနေနဲ့အဆင့်ကျွန်တော်တို့ဒီတန်းစင်းစုံလူယုံလောက်ပဲရှိတယ်ဗျဒီနှစ်သင်းရဲ့ထိပ်ထိပ်တွေ့ဆုံမှုတွေကလည်းကျွန်တော်တို့ရက်လက်ကအရင်ကောင်းနေရတော့မဟုတ်ဘူးဒီနေ့မှာတော့ကျွန်တော်မွန်စာသင်းရဲ့အရန်ကိုကျွန်တော်တို့တော်တော်ကြီးကိုခြာတာဗျကျွန်တော်မနစ်ကနဲ့ဘာမှမဆိုင်တဲ့ခြေသွမ်းမျိုးဖြစ်နေတယ်ဒါပေမဲ့သူ့အနေနဲ့ကျွန်တော်လက်ကျန်ပွဲတွေမှာဇက်တိုက်ခြေစွမ်းကောင်းတွေပိုင်ဆိုင်ခြင်းတော့ကျွန်တော်ဒီနေ့ပွဲကိုကျွန်တော်တို့တကယ်အသေးချေကမ်းမဲ့ပုံစံမျိုးတော့ကျွန်တော်မြင်နေပေါ့နော်ဒီနှစ်သင်းရဲ့ကျွန်တော်တို့ထိတ်တိုက်မှုရကြည့်မယ်ဆိုရင်ရောကျွန်တော်တို့ကြီးအနေထားရကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ဒီဂိုးပေါင်းကြီးလေးပေါ့နော်ကျွန်တော်နည်းနည်းလေးထူးခြားနေတာဂိုးပေါင်းကြီးတန်းစင်းစုံရုံအားပွဲပေါ့နော်ကျွန်တော်ဒီနှစ်သင်းရဲ့ဂိုးပေါင်းကကျွန်တော်2မိုင်းနဲ့60ဆိုတဲ့အနေထားကိုကျွန်တော်တို့ပြနေဒါကြီးကအရင်ကြီးကိုတော့ကျွန်တော်တို့ရိုးရိုးရှင်းရှင်းကြောက်တွေးလိုက်မယ်ဆိုရင်ကျွန်တော်ဒါဂိုးပေါင်းက2မိုင်းနဲ့60အဲ့လိုမျိုးဆိုရင်တော့ကျွန်တော်တို့ဒီဂိုးအောက်ဘက်ကိုသွားတဲ့လက္ခဏာပြတယ်ဒါပေမဲ့ကြောက်နေတဲ့ဒီကြတော့ဒီလက္ခဏာကိုကျွန်တော်ညှင်းလိုက်ချင်ပါတယ်ကျွန်တော်အနေနဲ့ဒါမွန်စာပါမောက်ပွဲကိုတော့ကျွန်တော်2ပိုက်တဲ့60ရင်းပြီးတော့ကျွန်တော်တို့ဂိုးပေါ်လေးတစ်ချက်သွားချင်ပါတယ်ဒီပွဲကိုတော့ကျွန်တော်အနေနဲ့ဂိုးပေါ်ရွေးပေးထားပါခင်ဗျကျွန်တော်နောက်တစ်ပွဲအနေနဲ့တော့ကျွန်တော်ည9နာရီမှာကန်မယ်ကျွန်တော်တို့ဝါဒါနဲ့ဂလာဘက်ပြကျွန်တော်ဒီပွဲမှာနည်းနည်းလေးထူးဆန်းတာရှိတယ်ဗျဝါဒါပရီမီကဘိုချန်ဂလာဘက်ကိုပြန်ပြီးတော့ပေးနေတာအပြင်ကျွန်တော်ဂိုးပေါင်းနဲ့3လုံးစရာကိုကျွန်တော်တို့မြင်ရမယ်ကျွန်တော်လက်ရှိမှာတော့ကျွန်တော်ဂလာဘက်ကအဆင့်9ရမှတ်38မှတ်ကျွန်တော်ဝါဒါပရီမီကအဆင့်က7ရမှတ်33မှတ်ဆိုတဲ့အနေထားမှာကျွန်တော်အောက်ကြီးကနေပြီးပြန်ပေးတာပေါ့နော်ကျွန်တော် level 50လောက်ထိပေးထားရဲဆိုတော့အနေထားရဘာတွေထူးခြားနေလဲဆိုတော့ဒါအိမ်ကွင်းကြောင့်ပေါ့နော်ကျွန်တော်ဝါဒါရဲ့အိမ်ကွင်းကြောင့်အိမ်ကွင်းအနေထားကြောင့်ဒီလိုကြီးမျိုးပေးတယ်လို့ကျွန်တော်မြင်တယ်ကျွန်တော်ဂိုးပေါင်းကြီးကလည်းကျွန်တော်တို့3လုံးတည်3လုံးပလက်30အဲ့လိုဝင်းကျင်လောက်မှာတော့ကျွန်တော်အနေနဲ့ဝါဒါဒီညဂလာဘက်ကိုကျွန်တော်ဂိုးရလိမ့်မယ်ဗျာတဲ့အဲ့ဒီအနေထားရကျွန်တော်အနေနဲ့ကျွန်တော်ပေးကျင်တော့ကျွန်တော်ဝါဒါဘော်ဒီလည်းမပေးကျင်ဘူးအဲ့ဒီအနေထားကျ2-1-2-2ရလက်မျိုးထွက်နိုင်တဲ့အနေထားရကျွန်တော်ဝါဒါဂလာဘက်ပွဲစဉ်တော့ကျွန်တော်ဂိုးပေါ်အနေနဲ့ကျွန်တော်ပေးလိုက်ပါမယ်ကျွန်တော်တို့နောက်တစ်ပွဲရကျွန်တော်ည9နိုင်မှာကန်မယ်ကျွန်တော်တို့ Manchester City နဲ့ကျွန်တော်တို့ Brighton အသင်း Manchester City ကလက်ရှိအနေထားရအဆင့်5ရမှတ်48မှတ် Brighton အသင်းကတော့အဆင့်9ရမှတ်46မှတ်ဒီအမှတ်ကတော့အရင်ကြီးကိုကွာမနေဘူးဒါပေမဲ့ဒီ Manchester City ရဲ့အပေါ်မှာ Chelsea က49မှတ် Chelsea အပေါ်မှာကျွန်တော် Nottingham Forest ကတော့52မှတ်ဆိုတဲ့အနေထားရကျွန်တော်တို့တွေ့ရမယ်ကျွန်တော် head to head အနေနဲ့လည်းကျွန်တော် City ကွင်းမှာပေါ့နော်ကျွန်တော်တို့နောက်ဆုံး၄ပွဲဆက်မှာကျွန်တော် Brighton အသင်းကနိုင်ပွဲရရှိအောင်ဆက်လက်ထားခြင်းမရှိခဲ့ဘူး2-1တစ်ကြိမ်3-1တစ်ကြိမ်3-1တစ်ကြိမ်1-1တစ်ကြိမ်ကျွန်တော်တို့ဒီ Man City အနေနဲ့လည်းကျွန်တော်ဒီညပွဲမှာကျွန်တော်တစ်လုံး40အစားလေးရတော့ဆိုတော့မဆိုးလာဘူးဗျာနော်ကျွန်တော် Brighton အသင်းရဲ့အခြေအနေကိုတွားပြီးတော့ကြည့်မယ်ဆိုရင်လည်းသူကလည်း6ပွဲစတိုက်အနိုင်ရရှိထားတယ်အဲ့ထဲမှာကျွန်တော် Chelsea ကိုကျွန်တော်2ကြိမ်နိုင်တယ် FA မှာ2-1နဲ့တစ်ကြိမ်နိုင်တယ် Premier League မှာကျွန်တော်3-0နဲ့တစ်ချိန်နိုင်တယ်ဒီပြီးတော့ခက်ခဲလာပါတယ်ဆိုရင် Newcastle ကွင်းမှာလဲကျွန်တော်တို့ Brighton ကကျွန်တော်1-2နဲ့အနိုင်ရရှိထားသေးတယ်ဗျကဲကျွန်တော်ကြီးလေးကိုပြန်ပြီးတော့ကြည့်ရမယ်ကြီးလေးအနေနဲ့တော့1ပလက်40ဆိုတဲ့အနေထားကြဒီ Man City ကဟိုတော်တော်ကြီးလက်ရှိအနေထားမှာတော်တော်ကြီးစုပ်ပြတ်နေတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်ဒီကြီးရတော့ကျွန်တော်တို့အရင် Man City နဲ့ရှင်မယ်ဆိုရင်ကြီးရတအားပြော့တယ်ဒါပေမဲ့အခုလက်ရှိကြီးအရာပြောမယ်ဆိုတော့ Man City ကြီးတအားပြင်းပါတယ်ကျွန်တော်အနေနဲ့ Man City ဒီည2-1လို့ရလက်မျိုးတွေ2-0လို့ရလက်မျိုးတွေနဲ့ကျွန်တော်တို့ Brighton ကိုအနိုင်ယူသွားမယ်လို့တော့ကျွန်တော်မြင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ကျွန်တော်ပေးလိုက်တဲ့ပွဲလေးတွေကတော့မွန်စာဂိုးပေါ်ဝါဒါပရီမင်ဂိုးပေါ်ကျွန်တော် Man City body ပေါ့နော်ကျွန်တော်နောက်ဆုံးတစ်သင်းအနေနဲ့ကျွန်တော် Everton နဲ့ West Ham ပွဲစဉ်မှာဖြစ်ပါတယ် Everton နဲ့ West Ham ပွဲစဉ်မှာကျွန်တော် Everton ကတော့ဒါအင်ရှင်ပြီးကြီးပေါက်တယ်ပေါ့နော်ကျွန်တော်တို့ဒီဂိုးပေါင်းကြီးလေးပေါ့နော်ဂိုးပေါင်းကြီးလေး2မိုင်းနဲ့30ဗျEverton လက်ရှိအဆင့်ရ15ရမှတ်33မှတ် West Ham ကအဆင့်16ရမှတ်33မှတ်သူ့အောက်မှာအဆင့်19က Wolverhampton က
ကျွန်တော်ရမှ23မှတ်ဆိုအရင်တော့မိဖို့တော့ကျွန်တော်10မှတ်လောက်လိုတယ်ဆိုတော့အရင်လိုက်လို့တော့မိအောင်မှာမဟုတ်ဘူးဒီနှစ်သင်းကကျွန်တော်တဲစီစုံလွတ်ဖို့အတွက်ကိုကျွန်တော်အသေးတန်ရုံးကြမှာ Everton ကလည်းကျွန်တော်အင်ကွင်းပီပီကျွန်တော်ဝမ်ဟန်ကလည်းတိုက်စစ်ကလက်ရှိမှာတော့ကောင်းတယ်ထဲတော့ပါတယ်ဗျကျွန်တော်ဘူဝင်လို့ပါတော့တယ်လှုပ်ရင်ကူးရမယ်ဆိုတော့1-1နေပြီးစကြည့်ရမယ်ပွဲဖြစ်တဲ့အတွက်ကြောင့်2မိုက်နဲ့30မှာကျွန်တော်30ရင်းပြီးတော့ကျွန်တော် Everton ဂိုးဘော်လေးကိုကျွန်တော်ရွှေ့ပေးထားပါတယ်ကျွန်တော်ပြန်ပြောပြမယ်နော်ကျွန်တော် Man City body Everton ဂိုးဘော် Werder Bremen ဂိုးဘော် Monza ဂိုးဘော်ပဲဖြစ်ပါတယ်ခင်ဗျအားလုံးပဲကြည့်ပေးကြတဲ့တယောက်ချင်းတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်